ကိုယ့်ရဲ့ဖုန်းထဲမှာဖုန်းငယ်တဲ့များအကောင့်အားလုံးရဲ့ password တွေကိုပြန်ကြည့်နေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာဖုန်းငယ်တဲ့များအကောင့်အားလုံးရဲ့ password ကိုတနေရာထဲမှာပြန်ကြည့်ခြင်းနဲ့မိတ်ဆွေတွေအတွက်ဘယ်လိုမျိုးပြန်ကြည့်ရလဲဆိုတဲ့နည်းလေးကိုမျှဝေပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Chrome software တွေကိုဝင်ပေးလိုက်ပါ Chrome ထဲကိုရောက်ပြီဆိုရင်တော့အပေါ်ညာဘက်တောင်မှာရှိတဲ့ asset လေး၃ခုကိုနှိပ်ပေးလိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ကိုဆွဲတင်ပေးလိုက်ပါပြီးတော့ရင်တော့ setting ကိုနှိပ်ပေးလိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ Google Password Manager ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့အကောင့်အားလုံးပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ချင်တဲ့အကောင့်ကိုနှိပ်ပြီးတော့ password ကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်က Facebook အကောင့်ရဲ့ password ကိုပြန်ကြည့်ချင်တယ်ဆိုရင် Facebook ကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ကျွန်တော်တို့ဖုန်းမှန်ပြင်မှာခတ်ထားတဲ့လက်ပွေဒါမှမဟုတ် password ကိုထည့်ပေးလိုက်ပါခေတ်ဒါဆိုရင်တော့ကျွန်တော်တို့ Facebook အကောင့်ဖွင့်ခဲ့တဲ့ဖုန်းနံပါတ်ဒါမှမဟုတ် Gmail ကိုပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့က password ကိုပြန်ကြည့်ချင်တာဖြစ်တဲ့အတွက်မျက်လုံးပုံလေးကိုနှိပ်ပြီးတော့ပြန်ကြည့်လိုက်ရင်ကျွန်တော်တို့ Facebook အကောင့်ဖွင့်ခဲ့တဲ့ password ကိုပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်အခြား software တွေလည်းဒီလိုမျိုးပါပဲကျွန်တော်တို့ကြည့်ချင်တဲ့ software တွေကိုဝင်ပြီးတော့ password ကိုတည်ချင်တယ်ဆိုရင်မျက်လုံးပုံလေးကိုနှိပ်ပြီးတော့ပြန်ကြည့်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဖွင့်ခဲ့တဲ့အကောင့်နဲ့ password ကိုပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးပြန်ကြည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကအကောင့်တွေဖွင့်ခဲ့တဲ့အချိန်ကကျွန်တော်တို့ရဲ့ password ကို auto save မှာလားမ save ဘူးလားဆိုပြီးတော့ရွေးခိုင်းတဲ့အချိန်ရှိပါတယ်အဲ့ဒီချိန်ကကျွန်တော်တို့ရဲ့ password ကို auto save ထားခဲ့မှာဒီနေရာမှာပြန်လာကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့က save မထားခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင့်တွေကို password အတစ်ထပ်ပြီးတော့တောင်းပေးရမှာဖြစ်ပါတယ်ထပ်တောင်းပြီးတော့ auto save ပေးလိုက်ပါဒါဆိုရင်တော့နောက်တစ်ခါလေးမှာဒီနေရာမှာနောက်တစ်ခါလေးဆိုရင်ဒီနေရာမှာပြန်လာကြည့်လို့ရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ